ဘာတလွားမှာတတဝါများတကားအမြဲတမ်းရဲ့လို့ထားရတယ်မြတ်ဖယားကိုတော်တိုင်းဟောကြားတော်မူခဲ့ပါတယ်မင်္ဂလာတေစေတော်ဘုံနာဝိဟာသောမှုနေတာတယံမှုတနေတရင်သုံးတော်မူခိုင်မှာတန်ငောင်ရံတွေမှာနဲ့ဒီဝါချင်းနာရောင်ဝါတင်လျံဖယားမြတ်ထလျောက်ထားပြန်စေတော်ဘုံနာဝိဟာသောမှုနေတာတယံမှုတနေတရင်သုံးတော်မူခိုင်မှာတန်လောင်ရတွေမှာနဲ့ဒီဝါချင်းငါရောင်ဝါတင်လျံဖယားမြတ်ထလျောက်ထားပြန်မင်္ဂလာတရားကိုမနုဿဒေဝတာလူနဲ့ဆုံသွားကြံစည်စိတ်ကူကမင်္ဂလာမင်္ဂလာတရားကိုလာမနုဿဒေဝတာလူနဲ့ဆုံသွားကြံစည်စိတ်ကူက12နှစ်သောကာလအချိန်ရန်သူရောငါပါညင်းခုံငါအမမခွဲရမရတော့ပြန်မင်္ဂလာတရားဟောဖို့ယံဖွင့်လျောက်ခါပံသောဘဂဝါဗုဒ္ဓမြတ်စွာဟောနှုတ်ချွေဝဇနံရွှေကြာကတွင်ငါပင်ပြန့်ကြိုင်လျံမာလာဝမုံကျဲကမြာလာဝေနေချမ်းသာစေယံဘောဓိဝါဗုဒ္ဓဘုံရှင်ကဖယားရဲ့မြတ်တရားမှတ်သားကနာဆိုင်ရာတသောင်းတိုင်းဝလာတရားနဲ့စီဆော်ယွန်းချိန်ချိန်ညံလူမိုက်တွေကိုမမီဝဲနဲ့ပညာရှိကိုသာပေါင်းတင်ဆက်ဆံပူဇော်တိုင်းသူစီကပ်ဖို့ရန်လူမိုက်တွေကိုမမီဝဲကြနဲ့ပညာရှိကိုသာပေါင်းတင်ဆက်ဆံပူဇော်တိုင်းသူစီကပ်ဖို့ရန်အော်ချင်းမြော်ထောက်စားဖို့ဟောခဲ့တဲ့မင်္ဂလာဒေသနာတင့်တော်လျောက်ပတ်တဲ့ဒေသရဝဲရှာကြံကနေရန်တွေးဆဖို့လူရာရှိကပြုလေကုသိုလ်ဒါနကံအတ္တသမပဏိတိအမံသောဘဂဝဒေသနာဧတံမင်္ဂလာမုဒ္ဓမံမင်္ဂလာအမြင့်အကြားလဲများလို့တန်အကုသိုလ်ဒုစရိုက်တွေရှောင်ကျင်ကလွတ်ကင်းနိုင်မို့ရမင်္ဂလာမင်္ဂလာအမြင့်အကြားလဲများလို့တန်အကုသိုလ်ဒုစရိုက်တွေရှောင်ကျင်ကလွတ်ကင်းနိုင်မို့ရသိပ္ပံအတက်ကိုအထူးလေးလာရန်စီဘူးရှာကြံငါးပါးသီလဝိနည်းနိညကျင့်သုံးရန်ကောင်းသောစကားကိုပြောဆိုနိုင်စေအမှန်သောဘဂဝါဒေသနာဧတံမင်္ဂလာမုဒ္ဓမံမာတာပိတ
မာတာပီတာအစင်လောက်ကျွေးပိုက်ထွေးပြူစုကတာမရလေဝတ္တရားကျဲလို့မင်္ဂလာတရားတော်လားဩတမစီဝအမန်စွန့်ကျဲလူရာနာတရားအမှန်ရှာကြညာရကနေစဆွေမျိုးတွေလဲတင်ညိုထောက်ပံ့ရန်အပြစ်မရှိသောအမှုတွေရွတ်ဆောင်နိုင်အောင်ကြောင်းသာဘဂဝါဒေသနာဣဒံမင်္ဂလမုဒ္ဓမမကောင်းသူတွေကိုအမှန်ဝေးစွာရှာဖို့ကြံအတွေ့လဲရှောင်ရန်အငွေလဲရှောင်ရန်စွန့်လွတ်ခါပဲပြစ်လို့မူရည်သေးမတောင်းမစားကုသိုလ်တရားမမေ့ရော့စေဖို့အမှန်မကောင်းသူတွေကိုအမှန်ဝေးစွာရှာဖို့ကြံအတွေ့လဲရှောင်ရန်အငွေလဲရှောင်ရန်စွန့်လွတ်ခါပဲပြစ်လို့မူရည်သေးမတောင်းမစားကုသိုလ်တရားမမေ့ရော့စေဖို့အမှန်ရိုသေတိုက်တဲ့သူကိုရိုသေမျက်နှိုးရနိုင်ရန်နှိမ်ချတဲ့စိတ်နဲ့ရောင်ရဲလွယ်ဖို့တန်သူတထူးကျေးဇူးမမေ့ဘူးဆက်ဖို့ရန်လျောက်ပတ်တဲ့အချိန်ရန်ဓမ္မခန္တရားနာယူမှတ်သားမှာအကျိုးများမယ်အမှန်သောဘဂဝါဒေသနာဣဒံမင်္ဂလမုဒ္ဓမံရှေ့ကျင့်ပါရမီခန္ဒီမြည်သောသူတော်ကောင်းမိတ်စကားနာယူမှတ်သားဇဟံတန်ငါမြတ်ကိုတကယ်ဖူးမြော်လို့သာအခါခွင့်ကြုံညာမြတ်တရားဒေသနာကြံစီတွေးဆရာဆွေးနွေးပါမှတရားမှန်မြင်မဲ့ဉာဏ်မင်္ဂလာတရားအမှန်ချိုးကြံစွာညောကချင်းလို့ရက်လာစွာသောထိုးအခြင်းနဲ့ယမစရိယတရားနဲ့ညီယံအရိယာသစ္စာစိတ်မှမှန်အဘိဓမ္မာမလွမ်းငါနိဗ္ဗာန်မျက်မှောက်ပြုခြင်းဉာဏ်သောဘဂဝါဒေသနာဣဒံမင်္ဂလမုဒ္ဓမံစိတ်နေရထုတ်ထားဟောနှုတ်ချွေဝဇနာအိုဘောရေဝပုတ္တငါဖယားဟောကြားမည်ဧကံစိတ်နေရထုတ်ထားဟောနှုတ်ချွေဝဇနာပုဂ္ဂငါဖယားဟောကြားမည်ဧကံဗုဒ္ဓသာသယဟန္တာပုဂ္ဂိုလ်စိတ်နှကိုအမှန်လောကရန်တွေ့ညာမဖောက်ပြတော့မှန်ဆိုရင်ငင်းကိုပဲခိတ်လက်ငင်းကိုပဲရမဲမြေဝဲဘေးမရှိပြန်မတုံမလုံးတမာရီစိတ်နဲ့ဒီမတန်အေးချမ်းသာယာ38ပြားမင်္ဂလာတရားမဖို့ကိုဤတံသောဘဂဝါဒေသနာဣဒံမင်္ဂလာမုဒ္ဓမံရှိကိုသာပေါင်းတင်ဆက်ဆံ
ပူဇော်တိုင်းသူစီကပ်ဖို့ရန်လူမိုက်တွေကိုမမီဝဲကြနဲ့ပညာရှိကိုသာပေါင်းသင်းဆက်ဆံပူဇော်တိုင်းသူစီကပ်ဖို့ရန်အော်ချစ်မြော်ထောက်စားဖို့ဟောခဲ့တဲ့မင်္ဂလာဒေသနာတင့်တော်လျောက်ပတ်တဲ့ဒေသရဝဲရှာကြံကနေရန်တွေးဆဖို့လူရာရှိကပြုလေကုသိုလ်ဒါနကံအတ္တသမပဏိတိအမှန်သောဘဂဝဒေသနာဧတံမင်္ဂလာမုဒ္ဓမံ